ဒီခန်းကတော့လူတိုင်းကိုကြောက်လန့်တုန်လှုပ်သွားစေခဲ့ပါတယ်အဲ့ဒီအမျိုးသမီးကတော့ထွက်ပြေးဖို့တောင်အချိန်မရလိုက်ပဲဘလူးတတဝါကြီးရဲ့လွှင့်ပစ်ခြင်းကိုခံလိုက်ရပါတယ်ပန်းချန်ထဲမှာလည်းဘလူးတတဝါတွေအများကြီးပေါ်လာခဲ့ပြီးကဘာလက်ခီးတွေကတော့ဘာဖြစ်နေမှမသိပဲတပ်ပုံတွေစက်တိုက်ရိုက်နေကြတော့မှာပဲရုတ်တရက်ဘလူးတတဝါတကောင်ကအတွင်းထဲကနေပြေးထွက်လာခဲ့ပြီးနောက်ထပ်တတဝါတွေလည်းတကောင်ပြီးတကောင်စက်တိုက်ဆိုသလိုပေါ်လာပါတော့တယ်လူအုပ်ကြီးလည်းချက်ချင်းဆိုသလိုထိတ်လန့်တုန်လှုပ်ပြီးအသက်ကစင်ကလေးထွက်ပြေးကြပါတော့တယ်မျိုးရင်းလမ်းမတွေပေါ်မှာလည်းနွားတိုးကောင်းနဲ့ဘလူးတတဝါအများပြားပေါ်လာတာကြောင့်ရဲတပ်ဖွဲ့ဝင်တွေကတနက်တွေထုတ်ပြီးယူသွမတက်ရန်တမ်းပစ်ခတ်ကြပါတယ်ဒါပေမဲ့သူတို့ရဲ့နောက်ွယ်ကဘလူးတတဝါကြီးကိုတော့တတိမထားမိလိုက်ကြပါဘူးနောက်တစ်စက္ကန့်မှာတင်အဲ့ဒီတတဝါကြီးကရဲတယောက်ကိုဖမ်းဆွဲပြီးလေထဲကိုတိုက်ရိုက်လွှင့်ပစ်လိုက်ပါတော့တယ်မျိုးပီစာပြောင်းဘလူးတတဝါမျိုးစုံဟာမျိုးလေခေါင်ကိုကျူးကျော်ဝင်ရောက်လာကြပြီးဘလူးကြီးတကောင်ကတားမီနှစ်ယောက်စီကိုဝါမြကိုပြေးဝင်လာတဲ့အချိန်မှာတော့သူတို့ကကြောက်လန့်တကြားငိုယိုနေခဲ့ကြပါတယ်ဒီလိုအရေးကြုံနေတဲ့အရေးကြီးချိန်မှာတင်ကားတစ်စီးကဝူးခနဲ့မောင်းထွက်လာပြီးဘလူးကြီးကိုဝင်တိုက်လိုက်ပါတယ်တတိရှိတဲ့ကလေးတွေကတားမီကိုကဲတင်လိုက်နိုင်တာပဲဖြစ်ပါတယ်ဒါပေမဲ့ဒီလိုဘလူးတတဝါတွေကိုရင်ဆိုင်ဖို့အတွက်လူသားတွေရဲ့အင်အားတစ်ခုတည်းနဲ့တော့လုံးဝမလုံလောက်နိုင်ပါဘူးဒါကြောင့်သူတို့တွေကစစ်ကူတွေစုဆောင်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်သူတို့ရဲ့ရှစ်တက်မှာတော့ဂျိုတချောင်းမြင်းတကောင်ပေါ်လာခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီဂျိုတချောင်းမြင်းကနည်းနည်းတော့ကြမ်းတမ်းခတ်ထန်နေပုံရပါတယ်ကောင်မလေးကတက်တန်ရောင်တကြားလုံးတစ်စုပ်ကိုချက်ချင်းပစ်ကျွေးလိုက်တဲ့အခါမှာတော့လူတိုင်းအံ့ဩသွားရလောက်အောင်ပဲဂျိုတချောင်းမြင်းကချက်ချင်းရင်ပါသွားပါတော့တယ်နောက်ဆုံးမှာတော့အဲ့ဒါကလူသားတွေစီးနှင်းနဲ့မြင်းဖြစ်သွားခဲ့ပြီးတခြားဂျိုတချောင်းမြင်းတွေကိုပါဆင့်ခေါ်ပေးခဲ့ပါတယ်ကဲအဲ့ဒီနောက်မှာတော့မစ်ရှင်အစ်စ်တစ်ခုစတင်ပါပြီးတက်တန်ရတာကိုမြည်စမ်းကြည့်လိုက်စမ်းပါဟေးကောင်စုပ်တို့ရေ